LGDN ရဲ့ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျွန်တော်က Like Training Institute ရဲ့ founder ဦးအောင်ပါအဲ့တော့ကျွန်တော်ဒီပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ဒီ pocket အစီအစဉ်လေးမှာဒီနေ့အတွက်ကျွန်တော်ပြောပြပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကဒီအကြောင်းနဲ့အကျိုးဆက်ဆက်ပုံပဲဖြစ်ပါတယ်ကျွန်တော်ဒီလွန်ခဲ့တဲ့ဒီအနှစ်20ကျော်လောက်ကကျွန်တော်ဖြစ်စဉ်လေးတစ်ခုနဲ့ဒီပြန်ပြောင်းပြီးတော့ပြောချင်တာပါအခုနောက်ပိုင်းမှာလေကျွန်တော်တို့ကတစ်ခါတလေကြာရင်ဒီတချို့ကဘာလို့အဆင်ပြေကြတယ်ဘာလို့အောင်မြင်ကြတယ်နော်တချို့ဆိုလဲသူတို့ရဲ့ဂုဏ်သတင်းတွေကထင်ပေါ်ကျော်ကြားကြတယ်အစရှိသဖြင့်တချို့ကြတော့လေနော်ဘာလို့အဆင်မပြေဖြစ်တာနောက်ပြီးရင်သူတို့ရဲ့ဒီဂုဏ်သတင်းတွေကလည်းမကောင်းတာအစရှိတဲ့ဒီအကျိုးပေါ့ဒါတွေကတော့လက်ရှိဒီကြုံတွေ့နေရတဲ့ခံစားနေရတဲ့အခြေအနေတွေကဒါအကျိုးလို့ပြောရတာပေါ့အဲ့တော့ဒီအကျိုးတွေကအကြောင်းပဲဖြစ်လာတာတော့မဟုတ်ဘူးเนาะဒီခုပြောသွားတဲ့စကားထဲမှာပါတယ်လို့အကြောင်းမဲ့ပေါ့เนาะအဲ့တော့အကြောင်းတွေရှိခဲ့ပါတယ်ဒီအကြောင်းတွေကပဲသူကဆက်ပြီးတော့ဒီအကျိုးဆိုတာဖြစ်လာတာပေါ့เนาะအဲ့တော့ဒီနေ့ပြောမယ့် concept ကတော့ဒါကျွန်တော်တို့ဒီတစ်ဖက်မှာတော့ဒါကျွန်တော်တို့ဘာသာရေးရပြောမယ်ဆိုရင်လေဒါအယူဆတစ်ခုအနေနဲ့ဒီအကြောင်းအကျိုးအယူဆလို့ပြောလို့တော့ရနိုင်ပါတယ်အဲဒါပေမဲ့ကျွန်တော်ကတကယ်ဒီလောကဖြစ်စဉ်မှာအမြဲကြုံတွေ့နေရတဲ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့အခြေအနေနဲ့ကျွန်တော်နှိုင်းယှဉ်ပြီးတော့ပေါ့နော်တနည်းအားဖြင့်ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတဲ့အခြေအနေပေါ်ကနေကျွန်တော်ပြောမှာပေါ့လွန်ခဲ့တဲ့ဒီအနှစ်20ကျော်လောက်ကကျွန်တော်ကဒီကျွန်တော်နေထိုင်ရမျိုးတစ်ခုမှာပေါ့နော်ကျွန်တော်ကဒီတရားပွဲတွေနော်ဥဆောင်ကျင်းပတဲ့ခါမျိုးတွေနောက်ပြီးရင်ဒီရရေးရွာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလဲကျွန်တော်ဥဆောင်ပြီးတော့ဒီလူမှုရေးပေါ့နော်နောက်ဘာသာရေးဒီလိုပွဲမျိုးတွေကျွန်တော်ဥဆောင်လုပ်ခဲ့ပါတယ်အဲ့တော့တခါတုန်းကကျွန်တော်ဒီတကြံမတိုင်ခင်ပေါ့နော်ကျွန်တော်တို့ဒီတကြံအကျိုးဒီအထူးတရားပွဲဆိုပြီးတော့လုပ်ခဲ့ဘူးတယ်အဲ့ဒီတုန်းကကျွန်တော်မှတ်မှတ်ရပေါ့နော်ဒီတကြံကကျွန်တော်တို့ April 23ရက်နေ့ဆိုရင်ဒါတကြံအကျိုးနေ့ပေါ့အဲ့တော့တကြံမတိုင်ခင်ကျွန်တော်တို့ထူးတရားပွဲ3ညလုပ်တယ်ပေါ့3ညလုပ်တော့အဲ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်မိတ်ဆွေတွေနဲ့ပေါ့နော်အကုန်လုံးကျွန်တော်တို့လုပ်ကြပါတယ်လုပ်တဲ့အခါမှာကျွန်တော်ကဒီတရားပွဲအတွက်လိုအပ်တဲ့ဒီမန်ဒတ်အပြင်ဆင်နောက်ပြီးအခမ်းအနားပြင်ဆင်ရေးနောက်အစရှိတာတွေကိုလည်းကျွန်တော်တို့ကစီစဉ်ရတာဖြစ်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်ဒီတရားပွဲမန်ဒတ်အတွက်ပေါ့နော်လိုအပ်တဲ့ကျွန်တော်တို့ဒီpaper တွေပေါ့ဒီ mandate ထိုးရဲဆိုတော့ကျွန်တော်နေမှာဆိုတော့အောက်မှာကျွန်တော်တို့ကဒီခုခေတ်လို ready made စင်တွေမရှိသေးဘူးမပေါ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က paper တွေရှာရတယ်အဲ့ဒါတွေက CZ တွေเนาะမိတ်ဆွေတွေရှိတဲ့ဇူတွေရှိမှသွားပြီးတော့ကျွန်တော်တို့ကငှားရတယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ကအဲ့ပေါ်မှာတစ်သားကပ်ပြားကြီးတင်ရတယ်ပေါ့နော်တင်ပြီးတော့မှကျွန်တော်တို့ကအဲ့ဒါကို stick စင်ဖြစ်နေဒီတရားပွဲဒီဓမ္မသဘင်ဒီ mandate ပေါ့ဗျာဒီလိုကျွန်တော်တို့ကထိုးရတယ်ပြီးတော့အောက်မှာကျွန်တော်တို့ကဒီတရားနာပရိသတ်တွေဒီအတွက်ပေါ့နော်အခုခေတ်ဆိုရင်တော့ဒါကော်စောတွေပေါ့ဗျာအစိမ်းတွေအနီတွေခင်းကြတာပေါ့နော်အရင်တော့ကတော့ကျွန်တော်တို့ကဘာပဲရှိလဲဆိုတော့ဖြာတွေရှာမယ်ဖြာမရှိရင်နောက်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့မိုးကာတွေเนาะနောက်ပိုင်းကျတော့ဖြာတွေဆိုလို့ရှိရင်အရင်တော့ဒီဇက်ပွဲတွေငှားတဲ့ပေါ့နော်အဲ့လိုဖြာတွေရှိတယ်နောက်တချို့နေရာတွေမှာဆိုလို့ရှိရင်လည်းတီးတန့်ဒီတရားပွဲတွေအတွက်ပေါ့နော်အဲ့လိုငှားတဲ့ဒီဖြာနဲ့ဖြာငှားတဲ့လုပ်ငန်းရှင်တွေရှိတယ်အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကအချက်1000တို့အချက်2000တို့အဲ့လိုငှားရတယ်ပေါ့နော်နောက်ပိုင်းကျတော့နည်းနည်းတာဘော်လင်ခစ်ဖြစ်လာတော့ကျွန်တော်တာဘော်လင်တွေခင်းပေးတာပေါ့နော်တာဘော်လင်အစိမ်းတွေအပြာတွေပေါ့နော်အဲ့လိုချက်ကြီးတွေခင်းပေးကြတာပေါ့အဲ့တော့အဲ့ဒီမှာတော့ကျွန်တော်တို့ကအများဆုံးဘာလို့သုံးပြလဲဆိုတော့တာဘော်လင်တွေသုံးပြတယ်အဲ့တော့အဲ့တာဘော်လင်တွေကဘယ်မှာရနိုင်လဲဆိုတော့ကျွန်တော်တို့ကဒီလိုက်စုရတာပေါ့စက်ယုံအလုပ်ယုံတွေပေါ့နော်အဲ့လိုအလုပ်ယုံတွေမှာသူတို့သုံးတယ်ပေါ့နော်ပစ္စည်းတွေလှမ်းတယ်ပေါ့နော်အဲ့လိုနေလှမ်းတဲ့ကျွန်တော်တို့ဒီအခင်းအဖြစ်အသုံးပြုတဲ့ဟာတွေကျွန်တော်တို့အဲ့မှာရှာရင်ရတယ်ပေါ့ရတော့ကျွန်တော်မိတ်ဆွေဒီလုပ်ငန်းရှင်တွေရှီကနေပြီးတော့ထားတော့ဘဲစက်ယုံကနေတာဘော်လင်10ချက်နော်ဘဲစက်ယုံကတော့တာဘော်လင်အချက်20ပြီးရင်ဘဲစီဇက်ကတော့ကျွန်တော်တို့ကပေးပါအလုံးဘလောက်เนาะဘဲဆန်ဆက်ကတော့ကျွန်တော်တို့ကဒီကပ်ပြားကြီးတွေဘလောက်ပေါ့เนาะဒါတွေကျွန်တော်တို့ကစီးရင်လေးနဲ့လှုပ်ပြီးတော့တရားပွဲမန်ဒတ်ဒီခန္ဓာအားလုံးတစ်ခုလုံးအတွက်ပေါ့လေကျွန်တော်လှုပ်ပေးတယ်ဆိုပါလို့အဲ့ဒီနှစ်မှာပဲကျွန်တော်ကလည်းတိုက်ဆိုင်ပေါ့เนาะဒီ April 23ရက်နေ့တကြံအကျိုးနေ့မှာကျွန်တော်ဒီတရားစခန်းတစ်ခုဝင်ဖို့အတွက်ကျွန်တော်ဆင်းပေးသွင်းထားတယ်ပေါ့ပေးသွင်းထားတော့ကျွန်တော်ကဒီ12ရက်နေ့ညကိုအဲ့ဒီတရားစခန်းကိုကျွန်တော်အရောက်သွားရမယ်ဆိုတဲ့ခါကျတော့ဒီတရားပွဲမှာလဲကိုကခုနပြောတဲ့ပစ္စည်းတွေလဲကျွန်တော်တို့ကတာဝန်ခံပြီးတော့ငှားရမ်းထားတယ်ပေါ့နော်ငှားရမ်းထားတော့ကျွန်တော်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့
ကျွန်တော်မိတ်ဆွေတွေကိုအတူတူပူးပေါင်းလုပ်တဲ့ပေါ့နော်ကျွန်တော်ဥဆောင်လုပ်ကြတဲ့မိတ်ဆွေတွေကိုကျွန်တော်စီးရင်လေးနဲ့အပ်ခဲ့တယ်ညတွင်းချင်းကျွန်တော်ကတရားပွဲပြီးတာနဲ့တရားပွဲဥမာ10နာရီလောက်ပြီးတယ်ဆိုရင်ကျွန်တော်အဲ့10နာရီမှာချက်ချင်းကျွန်တော်ကတရားစခန်းကိုဒီခါတည်းညတွင်းချင်းသွားမှာပေါ့နော်သွားမှာဆိုတော့စီးရင်လေးနဲ့ကျွန်တော်တေချာပြုစုပြီးတော့သူ့ကိုအပ်ခဲ့တယ်ပေါ့နော်အဲ့ကျွန်တော်မိတ်ဆွေတယောက်ကိုအပ်ခဲ့ပြီးတော့ဒါတွေပြီးလိုက်အကယ်၍နော်တချို့ပစ္စည်းတွေမှားတာတို့တခါလေကျမှားပို့တာရှိနိုင်တယ်နိအဲ့တော့မှားတာတွေပြုတာတွေရှိလို့ရှိရင်လေကျွန်တော်က9ရက်တရားစခန်းပြီးတာနဲ့ကျွန်တော်ပြန်လာမယ်ပြန်လာပြီးသွားရင်ကျွန်တော်လာပြီးတော့အဲ့ဒီဟာတွေကိုကျွန်တော်ပြန်ပြီးတော့ပစ္စည်းဘယ်ဟာဘသူကဘယ်ဟာတွေဆိုတာကျွန်တော်ကြံတာတွေရှိရင်လေကျွန်တော်လိုက်ဖြည့်ချင်းဆောင်ရွက်ပေးမယ်ဆိုပြီးတော့သူ့ကိုကျွန်တော်မှာခဲ့ပြီးတော့ကျွန်တော်တရားစခန်းကိုအဲ့ဒီနေ့ညပဲကျွန်တော်တက်သွားတယ်ပေါ့ဗျာတက်သွားပြီးတော့ကျွန်တော်နောက်နေ့တရားစခန်းစဝင်တယ်ပေါ့ဝင်တော့အဲ့ဒီမှာကျွန်တော်ပြောချင်တာလေးနည်းနည်းစလာပြီပေါ့နော်ဒီအကြောင်းအကျိုးဆိုတဲ့အခြေအနေပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်ကဒီတရားစခန်းကိုကျွန်တော်အဲ့ဒီအချိန်ကကျွန်တော်ဒုတိယအကြိမ်မြောက်ဒီဝင်တဲ့တရားစခန်းပေါ့နော်အဲ့တော့အသက်အားဖြင့်ဆိုရင်လည်းကျွန်တော်20ကျော်အရွယ်ပေါ့20ကျော်အရွယ်မှာတရားစခန်းတရားအားထုတ်တဲ့ခါကျတော့ဒီတရားစခန်းမှာเนาะကမ္မထာနာစတိယအဖြစ်ဒီတရားချီးမြှင့်တဲ့ဒီဆရာတော်တွေရဲ့ဒီမိန့်ကြားချက်နဲ့ပေါ့နော်ဒါပြီးရင်ကျွန်တော်တို့ဒီတရားစခန်းမှာအသက်မှတ်ထားတယ်ပေါ့နော်စီမင်းစီကံပြီးလိုက်နာရတဲ့ကျွန်တော်တို့ဒီတရားရှုမှတ်ရတဲ့ပုံစံအစရှိတဲ့ဖြစ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့လိုက်ပြီးတော့ကြင့်ကြံရတာပေါ့နော်အဲ့တော့ကိုယ်တိုင်လည်းဒီတရားစခန်းစဝင်ကားစပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတရားထိုင်တဲ့ခါကျတော့ဘာတွေပေါ်လဲဆိုတော့တွေးတာပေါ့နော်တွေးကိုယ့်ရဲ့ဒီအာယုံမှာခုနဆရာတော်ကဒီဝင်လေထွက်လေမှတ်ခိုင်းတယ်เนาะဝင်လာလေးတီးဖို့ထွက်တာလေးတီးဖို့ဒီကိုယ့်ရဲ့ဒီနှာသီးပြားမှာเนาะဝင်လာတဲ့လေလေးနဲ့ပြီးပြန်ထွက်သွားတဲ့လေတွေအဲ့ပုတ်တိုက်မှုပေါ့เนาะအဲ့နေရာလေးကိုကျွန်တော်တို့အာယုံဆုဆိုင်ပြီးတော့တမာရီရအောင်ပေါ့တနည်းအားဖြင့်တော့ဒီနေရာမှာစနားလဲလိုက်တာကိုယ့် emotion control ကိုဘယ်လောက်ထိကောင်းကောင်းစိတ်ကိုထိန်းချုပ်ပြီးတနေရာထဲမှာစူးစီးနိုင်ဖို့ပေါ့เนาะဒီတမာရီရဖို့စူးစမ်းခိုင်းတာပေါ့เนาะဒီလိုနားလဲတော့ကိုယ်စိတ်လွင့်သွားပြီဆိုရင်ဒီနေရာကိုပြန်ဆွဲတင်ကိုယ်စိတ်လွင့်သွားပြီဆိုဒီနေရာပြန်ဆွဲတင်နောက်မှကျွန်တော်တို့ကဟိုဖြစ်တာတွေပြက်တာတွေသဘောတရားတွေကနောက်တစ်ဆင့်သွားမှာပေါ့လောဆယ်မှာကျွန်တော်တို့ကအရင်ဆုံးဒီ emotional control ပေါ့ဒါကိုရနိုင်အောင်အရင်လေ့ကျင့်တာပေါ့ဒါပေမဲ့ထုံးစံတိုင်းပေါ့ပုရုဇဉ်ဖြစ်တော့စိတ်တွေကလည်းအရန်ပြန်လွင်နေနောက်စထိုင်ကားစားဆိုတော့တနေ့ကိုကျွန်တော်မှတ်မိတာဆိုရင်မနေ့ကျွန်တော်တို့က4နာရီထားရတယ်ပေါ့နော်ထားပြီးတစ်ချိန်တိုင်းပြီးရင်ဒီ9နာရီခွဲမှာဆိုရင်ကျွန်တော်တို့ဘာလုပ်လဲအာယုံပေါ့နော်အာယုံဆုံးရှိမယ်ပြီးသွားရင်9နာရီဆိုပြန်ထိုင်ပေါ့တနေ့ကိုသွားလို့9ချိန်လောက်ထိုင်ရတယ်ဒါညအထိပေါ့လေညအထိဆို9ချိန်လောက်ထိုင်ရတယ်9ချိန်လောက်ထိုင်ရတော့ပြောချင်တာတစ်ခါထိုင်1နာရီပါပဲအဲ့တော့1နာရီမှာအဓိကဒီတွေးတဲ့အတွေးတွေကတော့တော်တော်များတယ်ပြန်ပြီးတော့ကိုဒီခုနပြောတဲ့နှာစည်းပြားပေါ်မှာဝီလီထွက်လေကိုပြန်ထိန်းနိုင်တဲ့နိုင်ရတော့အင်မတန်နည်းတယ်ပေါ့နော်ဒါကျွန်တော်စလုပ်တဲ့အချိန်မှာဆိုလဲအဲ့တော့အဲ့ဒီကနေပြီးတော့တနေ့စိတ်မှာတစ်ခါကြီးလွတ်သွားတာပေါ့တွေးငယ်ဘဝတွေပြန်တွေးတယ်နောက်ဆုံးမှတ်မိတဲ့အရွယ်ထိပေါ့နောက်ဆုံး၄တန်းចောင်းသားလောက်ထိ9တန်း4တန်း5တန်းလောက်ထိကိုကျွန်တော်ဒီအတွေးထဲမှာပေါ်လာတယ်အဲ့ဒီတော့ကចောင်းမှာသင်ခဲ့တဲ့ဆရာကြီးအကြောင်းနောက်ကိုနဲ့အကြောင်းတူတက်ခဲ့တာတွေနောက်အလေတန်းအဆင့်မှာနော်ကိုသင်ခဲ့တဲ့ဟာတွေတွေးတာသူကဒီတန်တရားတစ်ခုလုံးပေါ့တနည်းအားဖြင့်ပြောရင်ကိုကြုံခဲ့တဲ့အဲ့ဒီချိန်ကအသက်20ကျော်ဆိုရင်အဲ့အသက်20ဖြတ်တန်းခဲ့တဲ့ဒီအတွေ့အကြုံကျွန်တော်တို့ကနေမှာကြီးပြင်းလာတဲ့လူတွေဆိုတော့နော်ကိုင်းတို့လေတို့တောင်ရတို့အကုန်လုတ်တက်တယ်အဲ့တော့အဲ့ဒါတွေလည်းပေါ်တာပေါ့နောက်ကျွဲတွေနွားတွေခိုင်းတာတွေအဲ့ဒီကနေနောက်ကျွန်တော်ဒီတဆင်ချင်းတွေးသလိုပဲတနေ့နဲ့တနေ့တရားတစ်ချိန်ထိုင်ပြီဆိုရင်ကျွန်တော်ကကိုပြန်ကြည့်နေသလိုမျိုးပေါ့နော်4တန်းကနေ5တန်းပြီးအလဲတန်းကနေအထက်တန်းကနေနောက်ပြီး college တက်တာပေါ့အဲ့ဒီကနေတစ်ခါထပ်တွေးဆိုတော့တနေ့နဲ့တနေ့တွေးနေ4ရက်မြောက်လောက်တော့အတွေးတွေကဘယ်ရောက်လာလဲဆိုတော့အခုဒီနောက်ဆုံးဒီတရားစခန်းဝင်ခါနီးအချိန်ထိရောက်လာတာပေါ့နော်အသက်အရွယ်လိုက်တွေးလာသလိုပဲနော်ငငယ်ကနေပြီးတော့နောက်ခုနပြောတဲ့စေကျော်သက်ကနေပြီးတော့နောက်တဖြည်းဖြည်းနဲ့ခုနအသက်20ဝန်းကျင်ပေါ့နော်နောက်နိုင်ငံခြားမှာအလုပ်သွားလုပ်တာအကုန်ပေါ်တာအကုန်တွေးတော့ကျွန်တော်ကအဲ့မှာ4ရက်မြောက်ဆိုတော့နိုင်ပေါင်းနဲ့ပြောမယ်ဆိုရင်နိုင်က9လေး28ဆို28နာရီလောက်တွေးပလိုက်တာပေါ့နော်တွေးပလိုက်တော့ကျွန်တော်ရဲ့ဒီအသက်20ကျော်ဖြတ်တန်းမှုကဒီနိုင်28နာရီအတွင်းမှာကျွန်တော်တို့ရုပ်ရှင်ဇာတ်ကားနဲ့ပြောမယ်ဆိုရင်တခါတည်းငယ်ဘဝကနေရုပ်ရှင်ဇာတ်ကားထဲမှာဆိုရင်ခဏလေးနဲ့တော့မိနစ်ပိုင်းနဲ့တော့မှတခါတည်းအသက်ကကြီးသွားတာမျိုးပေါ့เนาะအဲ့မှာလေကျွန်တော်အတွေးထဲမှာလည်းအဲ့လိုပါပဲเนาะကျွန်တော်အဆင့်ဒီအသက်အရွယ်ရဖြတ်တန်းမှုတွေတွေးလာအဲ့တော့အဲ့4ရက်မြောက်နေ့မှာကျွန်တော်တော်တော်လေးငြိမ်လာပြီဆိုတာပို့ပြီးတော့ခုနပြောတဲ့ဒီ
emotional control ကိုပို့ပြီးတော့အချိန်ကပိုများလာပြီစိတ်ကချက်ချင်းတွေးတဲ့အချိန်မှာသတိရတဲ့အချိန်မှာကျွန်တော်ချက်ချင်းပြန်ဖမ်းတာပေါ့နော်ဒါငါစိတ်ပြန်လွင်နေတယ်အဲ့တော့ဘာလို့ရမလဲကိုယ့်ရဲ့စိတ်ကိုဒီနှာသီးပြားဝပေါ်မှာပြန်တင်မယ်ပြန်ရှုမယ်ပေါ့နော်အဲ့လိုပြန်ဖမ်းတာပေါ့ပြန်ဖမ်းတယ်တခါလေးလွတ်ထွက်သွားပြန်တယ်အပြီးပြန်ဖမ်းတယ်ဆိုတော့နည်းနည်း4ရက်မြောက်လောက်ဖြစ်လာတဲ့ခါကျတော့ကျွန်တော်ကကောင်းကောင်းလေးကိုစိတ်ကိုလိုချင်တဲ့နေရာကိုထားနိုင်တဲ့အခြေအနေအထိတဖြည်းဖြည်းရောက်လာတယ်တိတ်အတွေးတဲ့ဟာတွေကလေကုံကမန်းဖြစ်လာတော့ကုံကမန်းဖြစ်လာတော့ဟိုအရင်ငယ်ဘဝအကြောင်းတွေလည်းတွေးပြီးသားတွေဖြစ်နေပြီအလဲတန်းအကြောင်းတွေလည်းတွေးပြီးသားတွေဖြစ်အကုန်သားသူဖြစ်လာတော့တွေးကြလည်းမရှိတော့ဘူးဆိုတော့အဲ့ဒီမှာပြောရလို့ရှိရင်တော့နည်းနည်းအကြောင်းတွေနည်းနည်းစရှင်းလာပြီးတော့တရားစခန်းမှာလည်းကျွန်တော်တို့ကတိတ်စကားပြောပြတာမဟုတ်ဘူးကျွန်တော်ဒီကိုလည်းစီကန်းချတာတော့ငါဒီဟာဒီဆရာတော်တွေဒီဩဝါဒချီးမြှင့်တဲ့အတိုင်းပေါ့နော်ချမှတ်တဲ့စီကန်းအတိုင်းစကားမပြောဘူးအဲ့တော့တဆောင်နဲ့အတူတူနေတဲ့လူချင်းတောင်မှတော်တန်ယုံလောက်ကလွဲတဲ့စကားမျိုးကလွဲပြီးအခြားစကားမျိုးတွေမပြောပဲကျွန်တော်အဲ့လိုနေတဲ့ခါကျတော့တော်တော်လေးငြိမ်လာတော့ကိုယ်လည်းစကားပြောမဲ့သူမရှိဘူးရက်ထဲရွာထဲကအကြောင်းတွေလည်းလာပြီးတော့ဒီမှာတချို့နေရာတွေမှာဆိုသိတဲ့အတိုင်းပဲလေကျွန်တော်ဘယ်လိုခေါ်မလဲရက်ထဲရွာထဲကအကြောင်းတွေမိသားစုအကြောင်းတွေသူအဲ့မှာသွားပြီးတော့မသိရင်စကားဝိုင်း discussion လုပ်နေတယ်လို့ပြောဖြစ်တော့ကျွန်တော်အဲ့ဒါမျိုးသိမလုပ်တဲ့ခါကျတော့ဘာအကြောင်းမှကျွန်တော်စီကိုအစ်စ်နောက်ထပ်ဒီ renew လုပ်နိုင်တဲ့ဒီ information တွေမလာတော့เนาะ new information လည်းမလာဘူးဒီ renew တွေကလည်းကုန်သွားပြီပေါ့ဆိုတော့လူတော်တော်လေးငြိမ်သွားပြီအဲ့လိုငြိမ်သွားတဲ့အချိန်မှာမှတ်မရပေါ့เนาะအဲ့ကျွန်တော်9ရက်မြောက်နေ့ဒီမနေ့ကျွန်တော်ဒီ10နာရီလောက်မှာရေချိုးတယ်ပေါ့ရေချိုးနေတဲ့အချိန်မှာအခုနတရားပွဲမှာပစ္စည်းတွေသိမ်းဖို့အဖို့ပေးခဲ့တဲ့စာရွက်နဲ့ပေးခဲ့တဲ့မိတ်ဆွေအဲ့စာရွက်ကလေးကင်ပြီးကျွန်တော်စီကိုတက်လာတယ်ကျွန်တော်ရှိတဲ့ဒီတရားရိပ်တာတခုရောက်လာတဲ့ခါမှာသူလာတော့အဲ့မှာကျွန်တော်အတွက်ဒါပထမဆုံး9ရက်ကြာမှာပထမဆုံးကျွန်တော်ဒီအပြင်လူတယောက်ကိုစကားပြောတာပေါ့နော်အဲ့တော့အဲ့မှာကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးတော့ဘာကိစ္စရှိလို့လဲလို့ဆိုတော့အေးဗျာတဲ့ဒီထက်ကတချို့စင်းလေးတွေကကျွန်တော်ဘယ်လိုဆက်သွယ်ရမှမသိလို့တဲ့သူတို့ကလည်းတဲ့တချို့ပစ္စည်းလေးတွေဟိုပါပေါ့နော်အရေးအတွက်လေးတွေလွဲနေတာတို့မှားနေတာမျိုးပေါ့ဗျာဒါမျိုးလေးတွေသူတို့သွားပို့တာနဲ့လွဲတာချော်တာလေးတွေရှိတော့ခင်ဗျားစီမှာလာပြီးတော့ confirm လုပ်တာတဲ့ဟုတ်ပြီအဲ့ဒါနဲ့ကျွန်တော်သူ့ကိုဒီအဆောင်ထဲကိုခေါ်ပြီးတော့ဗောနော်သူရှင်းပြတရားရှိရည်ရှင်းပြတချို့ဟာတွေဆိုလဲကျွန်တော်ပြန်လာတော့မှအဲ့ဒီသူတွေကျွန်တော်မိတ်ဆွေတွေရတယ်ကျွန်တော်သွားပြီးတော့ဒီဟာကိုပစ္စည်းပြန်လဲပေးတာမျိုးတော့လုံးမဟုတ်လို့ရှင်လိုတာရှိလဲကျွန်တော်တို့ကပြန်စိုက်ပေးရတာမျိုးပေါ့နော်သွားပြီးတော့ကျွန်တော်ဖြည့်ရှင်းပေးမယ်ပြောပြီးသွားတော့သူပြန်ဆင်းသွားတယ်ပေါ့ပြန်ဆင်းသွားပြီးတော့အဲ့မှာပြောချင်တာလာတော့မယ်နော်ကျွန်တော်နေ့လေဒီတရားချိန်အတွက်ပေါ့နော်နေ့လေစွန်စားပြီးတော့နေ့လေတနာရီတရားထိုင်ရင်ပြန်ဝင်ချက်ချင်းပဲကျွန်တော်အတွေ့ထဲမှာအခုနဒီရေချိုးတော့ကသူနဲ့ရက်စကားပြောတယ်မြင်ကွင်းနောက်တစ်ခါသူကကျွန်တော်ကိုပြောတယ်ဒီတရားပွဲရဲ့အကြောင်းအဲ့ဒီမှာချက်ချင်းဒီနေ့လေတရားအားထုတ်ချိန်မှာအကုန်ပြန်ပေါ်လာတဲ့ခါကျတော့ကျွန်တော်ကအဲ့ဒီမှာချက်ချင်းပဲကျွန်တော်အတွေ့ထဲမှာဘာဝင်လာလဲဆိုတော့ကျွန်တော်ပြန်ထိန်းတယ်control လုပ်တယ်စိတ်မှာအတိတစ်ခုကဘာဝင်အကြောင်းအသစ်တစ်ခုရောက်လာတာနဲ့ကြည်တန်းချက်ချင်းပဲဒီဟာကိုယ့်ရဲ့အတွေးမှာเนาะလာပြီးတော့အာယုံအကျိုးတစ်ခုအနေနဲ့ဒါပေါ်လာတာပေါ့အကယ်၍သာကျွန်တော်စဉ်းစားကြည့်တယ်ဒီအချိန်မှာသူသာမလာရင်ကျွန်တော်ရဲ့အခုဒီတနာရီအားထုတ်ချိန်မှာဘယ်တခြားအကြောင်းတွေဝင်စရာမရှိဘူးဆိုရင်ကျွန်တော်အတွက်ကပို့ပြီးတော့ကျွန်တော်ရဲ့ခုနဒီတမာရီထူထောင်မှုပေါ့ခုနပြောတဲ့စိတ်ကို emotion control လုပ်နိုင်မှုကပို့ပြီးတော့ကောင်းကောင်းရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်စနားလေတယ်အကြောင်းတွေကနော်နင်းနိုင်တယ်ဗျနင်းအောင်လုပ်ရတယ်နောက်ပြီးရင်အကြောင်းတွေတတ်နိုင်ပါရဲ့ဒါကြောင့်ကျွန်တော်တို့ကဒီကိုမလိုချင်တဲ့အကျိုးတွေအတွက်ပေါ့နော်ဖြစ်ပေါ်စေမဲ့ဒီအကြောင်းတွေဆိုရင်ကျွန်တော်တို့ကငကူကလေးကလည်းမရှာပဲနေဖို့လိုတယ်လို့နော်ကင်းအောင်လည်းနေပါရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်ကဒီအကြောင်းတွေများရှာရင်တော့ကျွန်တော်ဆိုတာအဲ့ချိန်အသက်20အရွယ်ပေါ့အသက်20ကျော်ပေါ့အဲ့နှစ်20လောက်ကျွန်တော်ရှာခဲ့တဲ့အကြောင်းတွေတောင်မှဒါကျွန်တော်အများကြီးပြန်ပြီးတော့ဒီမှာဘယ်လိုခေါ်မလဲ28နာရီလောက်မှာဒါကောင်းကောင်း renew ပြန်လုပ်ပြီးတော့နော်ပြန်ရှင်းနေတာမျိုးတွေပေါ့နော်ပြန်ရှင်းနေတာမျိုးအဲ့တော့ဒီလိုပဲအသက်အရွယ်ကြီးလာတာနဲ့မြကျွန်တော်တို့ကအကြောင်းတွေများလာပါအဲ့ဒီကြားထဲမှာအတက်နိုင်ဆုံးကျွန်တော်တို့ကကိုကကောင်းတဲ့အကျိုးတွေကိုပဲလိုချင်နေဆိုရင်တော့ကောင်းတဲ့အကြောင်းတွေကိုများရှာခဲ့ရင်တော့အကြောင်းမဟုတ်ဘူးပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်တိုင်ကဒီမကောင်းကြောင်းတွေကိုများပြုတ်လာမယ်ဆိုရင်တော့
အခုလက်ရှိဖြစ်နေတဲ့ခုနအစင်မပြေမှုတွေเนาะအခက်ခဲတွေဒုက္ခတွေခုနပြောတဲ့ဒီဂုံသတင်းနဲ့ပတ်သက်တဲ့မကောင်းတဲ့ဂုံသတင်းတွေเนาะဒါတွေကရှေ့ကကျွန်တော်တို့မကောင်းတဲ့ပြုတ်ခဲ့တဲ့အကြောင်းများပြုတ်ခဲ့လို့ပေါ့နော်ဒါကကျွန်တော်တို့ဒါ logi နဲ့ပြောတာလောကုတ္တရာဘက်ကနေကျွန်တော်တို့ပြောမယ်ဆိုပြန်ရင်ဒီနေရာမှာအမြင်မတူတာတွေတချို့အယူဆမတူတာတွေเนาะဒါမျိုးတွေလည်းရှိနိုင်တယ်ဒီပေါ်တော့ကျွန်တော်အရန်တော့စောတကမတက်လို့ပေါ့နော်ဒါပေမဲ့ကျွန်တော်နားလေတာပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီတချို့လဲဒီပြောတာရှိတာပေါ့နော်ပုံမှန်ကိုနေ့စဉ်ဒီပုရုဇဉ်ဖြစ်တဲ့အတွက်ဒါကျွန်တော်မှန်ပါတယ်ပုရုဇဉ်ဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ကအမြဲတမ်းကိုလှုပ်ရှားရှိတဲ့ပုရုဇဉ်တာဝန်တွေပေါ့ဗျာပုရုဇဉ်မှာလည်းသူတာဝန်တွေရှိတယ်ပေါ့နော်ဒါပါတော့အဲ့ဒီလိုလောက်ရမဲ့ဒီဟာတွေကိုလုံရင်းကန်ရင်းနဲ့တစ်ဖက်ကလည်းကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကိုယ့်ရဲ့ဒီနေ့စဉ်ပေါ့နော်ခုနပြုတ်နိုင်သမျှကိုယ်စိတ်ကိုတန်ဆင်အောင်เนาะကိုယ်စိတ်ကိုခုနပြောတဲ့ control ကောင်းကောင်းလုပ်နိုင်အောင်เนาะမကောင်းတဲ့ဒီကိလေသာအညစ်အကြေးတွေဒါတွေမဝင်အောင်တားဆီးတာဒါတွေကလည်းကျွန်တော်တို့ပုရုဇဉ်ကနေ့စဉ်ဒီတိုင်းလုပ်နေလို့ရတယ်ကိုလှုပ်ရှားရှိတဲ့အလုပ်တွေလုပ်နေတယ်ဒါပေမဲ့ဒီပုရုဇဉ်ထက်ပိုတဲ့ပေါ့နော်ဒီသဘောတရားတွေနားလည်လွယ်အောင်ပြောရင်တော့တရားသဘောတွေပေါ့နော်ဒါတွေကိုပုံမပြီးတော့ရဖို့ဆိုလို့ရှိရင်တော့ဘလောက်ထိအကြောင်းတရားတွေကိုရှင်းထုတ်နိုင်လဲအကြောင်းတရားတွေတန့်စင်အောင်ကောင်းတာတွေရောဆိုးတာတွေရောသူကတကယ်ဒီသဘောတရားကိုကောင်းကောင်းသိသွားပြီဆိုရင်သူကအကောင်းရောအဆိုးရောနှစ်ခုသလုံးဘာမှမလိုချင်တော့ဘူးဆိုတဲ့ဟာပေါ့ဒါကြောင့်ကျွန်တော်ကဒီနေရာမှာအကြောင်းကျိုးကိုပြောချင်တာအဲ့တော့ကျွန်တော်ပုရုဇဉ်အနေနဲ့ပဲပြောပါမယ်ဒါကျွန်တော်တို့လည်းပုရုဇဉ်ဖြစ်တဲ့ခါကြတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကတော့ဒီ Facebook မှာ live လေးတစ်ခုလွှင့်ခဲ့တယ်လို့ပေါ့နော်အကြောင်းရှာတော့ခေါင်းမှာခြားလဲဆိုတာကြားဘူးလိမ့်မယ်ဒါတချင်းနဲ့စာသားလေးတစ်ခုပေါ့တကယ်တော့အဲ့ဒီဟာကကျွန်တော်တို့ကခြားလဲစီတဲ့အကြောင်းတွေကိုရှာခဲ့လို့ကျွန်တော်တို့အကျိုးတွေကခြားလဲတာပါတကယ်တမ်းကျွန်တော်တို့ကဒါဒီခြားလဲစီတဲ့အကြောင်းတွေကိုမရှာခဲ့ဘူးဆိုလို့ရှိရင်လည်းခြားလဲစရာအကြောင်းမရှိဘူးပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်တို့ကဒီအကြောင်းနဲ့အကျိုးတွေเนาะဒါအားလုံးလည်းလက်ခံထားပြီးသားဒါဆက်ဆက်မှုအဲ့တော့ကျွန်တော်တို့ကဘလို့အကျိုးမျိုးလိုချင်လဲအဲ့တော့ဒီကိုတိုင်ကခြားမလဲခြင်းဘူးဆိုရင်ခြားမလဲစီတဲ့အကြောင်းတွေမပြုတ်ဖို့လိုတယ်ဒီလိုပြောလို့ပုရုဇဉ်တွေဆိုတော့စောတကထတ်တက်နိုင်ကြရှိဒါဆိုကျွန်တော်တို့ကဘာမှမလုပ်ဖ ೇನೆ ဘာအကြောင်းတင်မှမရှာတော့ဘူးလားဆိုတော့ပုရုဇဉ်တွေမှာကျွန်တော်တို့ပုရုဇဉ်တွေလောက်ရမဲ့ဒီအကြောင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေထဲမှာကိုယ့်အတွက်ခြားမလဲစီတဲ့တနည်းအားဖြင့်ဒီမကောင်းကျိုးကိုမဖြစ်စေတယ်ပေါ့နော်ဒီကောင်းတဲ့အကြောင်းတရားတွေများပြုတ်ဖို့ပဲလိုတာပါအဲ့တော့မကောင်းတဲ့အကြောင်းတွေကိုပဲကျွန်တော်တို့ကရှင်းထုတ်မယ်ပုရုဇဉ်ဖြစ်တဲ့အတွက်အကြောင်းတွေကတော့ရှိနေအောင်မှာဖြစ်တယ်เนาะကျွန်တော်တို့ကလည်းအကြောင်းတွေရှိတာပဲအဲ့တော့အဲ့ဒီအကြောင်းတွေထဲမှာမကောင်းအကြောင်းတွေကိုတော့တတ်နိုင်တယ်များကျွန်တော်တို့ကရသလောက်ရှင်းထုတ်ပြရမယ်ရှင်းထုတ်နိုင်ရင်တော့တစ်ဖက်မှာလာတဲ့အကျိုးတရားတွေကတော့ဒါကောင်းကျိုးတွေပဲလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညီကုန်းပြန်ချိုးရလို့ရှိရင်ကိုအကြောင်းနဲ့ကိုတောင်မှအဲ့လောက်ကျွန်တော်တို့တပုတ်ဦးလဲနေတယ်လို့ပေါ့နော်ဒီလောက်ရှုပ်ထွေးနေတယ်ဆိုရင်သူတို့ဘာရဲ့အကြောင်းတွေကိုတချို့များဆိုပြီးပို့ပြီးတော့တောင်ဆက်ဆူနဲ့เนาะသူတို့ဘာအကြောင်းတွေကိုယူပြီးတော့တောင်အကျိုးအဖြစ်နဲ့ဖန်တီးတာတွေဒီလိုအခြေအနေတွေကတော့အဲ့ဒါကိုဘဝအတွက်တကယ်ကိုနွန်ထဲကိုဘဝကိုဆွဲနှစ်ပြီးတော့ဘလို့မှကိုရုံးထွက်မရအောင်ဒါအကြောင်းတွေနဲ့ကိုချီပြီးတော့ဒါကိုဘဝကိုတတ်တာပဲလို့ဒါကိုအဓိကပြောချင်တာပါဒါကြောင့်အကြောင်းတွေကိုတတ်ပါရှော့နိုင်သမျှရှော့ပါမဖြစ်မနေကျွန်တော်တို့ကိုယ့်အတွက်ရှာနေရတဲ့ဒီအကြောင်းတွေထဲမှာတော့မှမကောင်းတဲ့အကြောင်းတွေကိုရှောင်ပြီးတော့ဗောနော်ကျွန်တော်တို့ဒီလိုရှာမှာဖြစ်တယ်လို့ကိုနဲ့မဆိုင်တဲ့သူတစ်ပါးအကြောင်းမျိုးကိုတော့လုံးဝအကျိုးအဖြစ်နဲ့ဒီကိုပြန်ရစ်ပတ်ချီနှောင်တာမျိုးကတော့လုံးဝမလုပ်သင့်ဘူးဆိုတဲ့အကြောင်းလေးဒါဒီနေ့ကျွန်တော် pocket မှာတင်ဆက်ပေးလိုက်တာပါအဲ့တော့နားထောင်ရင်းနဲ့မိတ်ဆွေတို့လည်းတစုံတရာအတွေးတွေရလိမ့်မယ်မိတ်ဆွေတို့လည်းကြိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်မျှော်လင့်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော် pocket အစီအစဉ်တွေမှာဆုံတွေ့ပါမယ်အားလုံးစာဆုံးနားထောင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်